ချစ်နဲ့ရုပ်ရည်အချစ်နဲ့ဉာဏ်ရည်ဉာဏ်သွေးလူနှစ်ယောက်စတင်တွေ့ဆုံတဲ့အခါပထမဆုံးသတိထားမိတာကရုပ်ရည်သွင်ပြင်မှာလှပတဲ့ရုပ်ရည်တက်ရက်တဲ့အသွင်ပြင်ကလူတစ်ယောက်ကိုစိတ်ဝင်စားသွားစေဖို့ဆွဲဆောင်နိုင်တဲ့ပထမဆုံးတကားပေါက်တစ်ခုဖြစ်ပါတယ်။ရုပ်ရည်ကိုသဘောကျလို့စတင်ချစ်ကျွမ်းဝင်ကြတာဟာသဘာဝကျတဲ့ကိစ္စတစ်ခုပါ။ဒါပေမဲ့ရေရှည်လက်တွဲဖို့အတွက်ကြတော့ရုပ်ရည်တစ်ခုတည်းနဲ့ဘလို့မှမလုံလောက်တော့ပါဘူး။ရုပ်ရည်ဆိုတာအချိန်ကာလနဲ့အမျှပြောင်းလဲသွားတတ်တဲ့အရာပါ။အသက်အရွယ်ရလာတဲ့အခါဖျားနာတဲ့အခါဒါမှမဟုတ်ဘဝရဲ့ဖိစီးမှုတွေတန်းကြောင့်တစ်ချိန်ကဆွဲဆောင်မှုရှိခဲ့တဲ့အလှတရားတွေဟာမှိမိန်သွားတတ်ပါတယ်။အချစ်ကိုရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုတစ်ခုတည်းအပေါ်မှာပဲတိဆောက်ထားမယ်ဆိုရင်အဲ့ဒီအလှတရားတွေရော့ကျသွားတဲ့တနေ့မှာအချစ်တွေပါလိုက်ပြီးပျောက်ဆုံးသွားတတ်ပါတယ်။ရုပ်ရည်ဆိုတာစာအုပ်တအုပ်ရဲ့မျက်နှာဖုံးလိုပါပဲဆွဲဆောင်မှုရှိပေမဲ့အတွင်းကစာမျက်နှာတွေကဖတ်လို့မကောင်းဘူးဆိုရင်အဲ့ဒီစာအုပ်ကိုဆက်ဖက်ချင်စိတ်ရှိတော့မှမဟုတ်ပါဘူး။ဒီနေရာမှာဉာဏ်ရည် intelligence ကအရေးပါလာပါတယ်။ဉာဏ်ရည်ဆိုတဲ့နေရာမှာပညာတတ်တာဘွဲတွေရထားတာကိုပဲဆိုလိုတာမဟုတ်ပါဘူး။ဘဝကိုဘလို့ရှုမြင်တယ်လဲပြဿနာတွေကိုဘလို့ဖြေရှင်းတယ်လဲတစ်ဖက်လူရဲ့ခံစားချက်ကိုဘလောက်နားလည်ပေးနိုင်တယ်လဲဆိုတဲ့စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှု emotional intelligence ကိုဆိုလိုတာပါ။ဉာဏ်ရည်ရှိတဲ့သူတစ်ယောက်နဲ့ချစ်သူဖြစ်ရတာဟာစိတ်ချမ်းသာစရာအကောင်းဆုံးပါ။ပြဿနာတစ်ခုကြုံလာတဲ့အခါအော်ဟစ်ပောက်ကွဲတာမျိုးမလုပ်ပဲအကျိုးအကြောင်းနဲ့ဆွေးနွေးတတ်တယ်။ကိုပြောတဲ့စကားတွေကိုနားလည်နိုင်စွမ်းရှိတယ်လို့အတိတ်ပဲရှိတဲ့စကားဝိုင်းတွေကိုလည်းအတူတူဖန်တီးနိုင်တယ်အချင်းချင်းအပြန်အလှန်လေးစားမှုရှိပြီးတယောက်ရဲ့တိုးတက်မှုကိုနောက်တစ်ယောက်ကဝမ်းမြောက်ဝမ်းသာပံ့ပိုးပေးတတ်ကြတယ်အဲ့ဒီလိုစိတ်ကူးတွေးခေါ်ခြင်းထပ်တူကြတဲ့ဆက်ဆံရေးမျိုးကဘယ်တော့မှရိုးအီသွားတယ်ဆိုတာမရှိပါဘူးရုပ်ရည်ကြောင့်လူတစ်ယောက်ကိုစတင်သဘောကျနိုင်ပေမဲ့သူ့ရဲ့စိတ်နေစိတ်ထားနဲ့ဉာဏ်ရည်ဉာဏ်သွေးကိုသဘောမကျဘူးဆိုရင်အဲ့ဒီအချစ်ကရေရှည်မခံပါဘူးနှစ်တွေကြာလာလို့သပင်တွေဖြူအရေပြားတွေတွန့်လျော်လာတဲ့အခါလူနှစ်ယောက်ကြားမှာကြံရင်းနေခဲ့မှာကရုပ်ရည်မဟုတ်တော့ပါဘူးအတူတူထိုင်ပြီးကော်ဖီတောက်ရင်းရေမောပြောဆိုနိုင်မဲ့နားလည်မှုတွေတယောက်ကိုတယောက်ဖေးမကူညီနိုင်တဲ့စိတ်ဓာတ်တွေသာဖြစ်ပါတယ်ဒါကြောင့်ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်ကိုသဘောကျတာထက်လေးစားစရာကောင်းတဲ့ဉာဏ်ရည်နဲ့စိတ်ထားကိုမျက်နှိုးတက်ဖို့ကပိုပြီးအရေးကြီးပါတယ်